ဆိုတော့ Gmail အသစ်ချိန်ကြီးပေါ့နော်ဆိုတော့ကျွန်တော် Gmail ရဲ့ဝင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီရဲ့တောင်းဆောင်လေးမှာနှိပ်လိုက်မယ်ပေါ့နော်အဲ့လိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ချင်းချင်း Gmail account တစ်ခုကျွန်တော်ရေးလိုက်ပေါ့နော်ရေးပြီဆိုရင်ကျွန်တော်ဒီထဲမှာ Google account ဆိုလေးရှိရပေါ့နော်ဒီရဲ့အပြောင်စာတန်းလေးကိုကျွန်တော်နှိပ်လိုက်ပါ Okay အဲ့လိုနှိပ်ပြီးကျွန်တော်ဒီထဲကနေကျွန်တော်ဆွဲချလိုက်မယ်ဆွဲချပြီးပြီဆိုရင် Google Passport ဆိုတာလေးရှိပါတယ်ဒါလေးကိုရိုက်ချလိုက်ပါပေါ့နော်အဲ့လိုလေးချလိုက်ပါရှာပြီးနှိပ်လိုက်မယ်ပေါ့နော် Okay အဲ့လိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီပုံစံလေးရောက်သွားပြီပေါ့ဗျာတချို့ကျရင်ဒီပုံစံချက်ချင်းမရောက်ဘဲနဲ့ကျွန်တော်တို့ lock screen password လေးကိုဖြည့်ပေးရရှိပါတယ်အဲ့လိုဖြည့်ပေးပြီးမှဒီရဲ့ password ချင်းတဲ့နေရာရောက်ပါပေါ့နော်ဆိုတော့ကျွန်တော်ဒီထဲမှာ password ချင်းလိုက်ပါမယ် password ချင်းလိုက်ပါမယ် Okay ကျွန်တော်တို့ဒါ password ချင်းပြီးပေါ့နော် password ကိုအနည်းဆုံးကျွန်တော်တို့ဒါ8လုံးရှိရမယ်ပေါ့နော်8လုံးထည့်ကျော်ရင်တော့ရပါတယ်7လုံးထည့်အောက်ကိုကျွန်တော်ဒါမရဘူးပေါ့နော်ပြီးရင်ဒီ new password မှာချင်းတဲ့ password နဲ့ဒီဟာနဲ့အတူတူဖြည့်ရပါမယ် password နှစ်ခုလုံးကတူရမယ်ပေါ့နော်တူပြီးပြီဆိုရင်ကျွန်တော်တို့ကchain password ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် Okay ဒါဆို successfully ဆိုရလေးပြသွားရင်ဒါကျွန်တော်တို့ဒါ password chain လို့ရသွားပြီပေါ့နော်chain လို့အဆင်ပြေသွားရအောင်မြင်တော့ပြီပေါ့နော်ဒီ password လေး chain ပြီးရင်တော့ဒါကျွန်တော်တို့ဒါမှတ်ထားပေါ့နော်စာအုပ်လေးထဲမှာပြင်မှတ်ပြီးတော့ဒါလုပ်လို့ရတယ်ပေါ့နော်အဓိက Google account တစ်ခုရှိရင်ရပါပြီ password ကကြောင့်ကျွန်တော်တို့ဒါအတစ် chain ပြီးတော့ password မမြင်အောင်ပြန်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီ close တော့ကျွန်တော်နှိပ်ပြီးတော့ထပ်ထွက်လိုက်ရင်ရပါပြီပေါ့နော်အားလုံးပဲကျေးဇူးပါ Hello နောက်ထပ်နီးပညာအကြောင်းအရာတွေလေ့လာဖို့ follow လုပ်ခင်ညာတွေလေ့လာဖို့ follow လုပ်ခဲ့အောင်နော်တကယ်ချင်းတို့ကျေးဇူးပါ